မျက်စိမိတ်လိုက်တာနဲ့မနက်ဖြန်မှာလုံအောင်မဲ့ကိစ္စတွေအတိတ်ကနောင်တရစရာတွေကအုံနောက်ထဲမှာရုပ်ရှင်ပြသလိုတန်းစီပေါ်လာလို့အဲ့လိုမရဖြစ်နေပါလားတကယ်တော့ကျွန်တော်တို့အုံနောက်ကကျွန်တော်တို့ကိုဒုက္ခပေးနေတာမဟုတ်ပါဘူး။ तू ကမေးမှဆိုလို့လိုက်ပြီးတော့သတိပေးနေတာပါ။သူ့ကိုစိတ်အေးသွားအောင်လှုပ်ပေးနိုင်မဲ့နီလန်းတွေကိုအခုပဲပြောပြပေးသွား။အိတ်ခန့်နီးမှာစိတ်ရှင်းအောင်လုပ်တဲ့နီလန်းတွေထဲမှာရေပန်းအစားဆုံးကတော့ the brain dance ပါပဲ။စိတ်ရှင်းတန်းအိတ်ခန့်အနီးမှာကိုယ့်ရဲ့အတွေးတွေအကုန်လုံးကိုစာရွက်တူးရက်ပေါ်မှာဒါမှမဟုတ် notes app ထဲမှာအကုန်လုံးပုံချပလိုက်တာကိုပြောတာပါဒီကိစ္စကအရင်အရေးကြီးပါဘာဖြစ်လို့လဲဆိုတော့အုံနောက်အပြည့်နဲ့အိယာဝင်အုံနောက်အပြည့်နဲ့ပြန်ပြီးတော့နိုးလာပါလိမ့်မယ်အုံနောက်အပြည့်နဲ့နိုးလာတဲ့အချိန်ဆိုရင်ပျော်ရွှင်မှုကမရနိုင်တော့စိတ်ဖိစီးမှုတွေနဲ့ပဲနိုးလာပါလိမ့်မယ်သိတယ်မဟုတ်လားအမိုက်ဘုံကြီးပိုက်ပြီးတော့အိယာဝင်အနံဆိုးတွေနဲ့ပြန်နိုးလာမှာအဲ့ဒါကြောင့်မအိတ်ခင်မှာဒီအမိုက်တွေကိုတုံပစ်ဖို့လိုပါတယ်အဲ့ဒါကြောင့်အခုကစပြီးတော့ဒါလေးကိုလက်တွေ့လုပ်ကြည့်အောင်စာရွက်တရွက်ဒါမှမဟုတ် notes app ကိုယူလိုက်ပြီးရင်ကိုယ်ခေါင်းထဲမှာကိုယ်စိတ်ထဲမှာစုပ်ကင်ထားတဲ့အရာတွေအကုန်လုံးကိုချရေးပလိုက်စကလုံးတွေလှဖို့မလိုတရားမှန်ဖို့လည်းမလိုဥပမာဟာငါ message ပို့ဖို့မေ့နေတယ်လို့ဟာငါမနေ့ကဟိုတယောက်ကိုပြောလိုက်တာလွန်များလွန်သွားသလားမသိဘူးလို့အော်ဟိုအလုပ်တွေကလည်းမပြီးသေးဘူးကြံနေသေးတယ်လို့ဟာဟိုဟာကိုလှုပ်ဖို့မေ့သွားတယ်လို့အကုန်လုံးကိုချရေးပလိုက်အဲ့ဒါလို့ချရေးပြလိုက်ရင်ငါတို့မမေ့တော့ဘူးဒီအချက်ကိုသိဆဲပြီးသွားပြီငါတို့အန်ရယ်ကင်းပြီ we are safe ဆိုပြီးတော့အုံနောက်ကတက်တာသွားတော့တကယ်တော့အုံနောက်ကကျွန်တော်တို့လိုက်ပြီးတော့ဒုက္ခပေးနေတာမဟုတ်ပါဘူးသူ့တဘာဝအရာကိုကျွန်တော်တို့လိုက်ပြီးတော့ကာကွယ်ပေးနေတာပါဒါကိုလည်းမမေ့နဲ့တော့ဒီဟာလည်းလောက်အောင်မယ်ဆိုပြီးတော့လိုက်ပြီးတော့တတိပေးနေတာမိမဆိုလို့လိုက်ပြီးတော့ကာကွယ်ပေးနေတာကိုကအဲ့ဒီတဘာဝအကြောင်းကိုနားလည်ပြီးတော့သူစိတ်အေးသွားအောင်လို့စာရွက်ပေါ်မှာချရေးပြလိုက်တာပါပဲအဲ့ဒါလိုချရေးလိုက်တာနဲ့အုံနောက်ကအော်ဒီ information ကိုငါတို့ store လုပ်ပြီးသွားပြီတိတ်ဆဲပြီးသွားပြီမမေးတော့ဘူးဆိုပြီးတော့စိတ်သက်သာသွားပါတယ်အဲ့ဒီအချိန်မှာပိုကောင်းတဲ့အကွက်တစ်ကွက်ကိုထပ်ထုတ်လိုက်အဲ့ဒါဘာလဲဆိုတော့ I will handle this tomorrow ဒီဟာကိုငါမနှက်ဖန်လှုပ်လိုက်မယ်လို့နောက်တစ်ကြောင်းထပ်ရေးလိုက်မနှက်ဖန်တော့ဒီညမဟုတ်ကိုဘဝကိုဒီညဖြည့်ရှင်းနေတာမဟုတ်ဘူးကိုယ့်ရဲ့အခက်အခဲတွေပြဿနာတွေကိုဒီညဖြည့်ရှင်းနေတာမဟုတ်ဒီညဖြည့်ရှင်းမှလည်းမဟုတ်မနှက်ဖန်တော့လို့အုံနောက်ကိုအတိအကျပြောတာဒီညမဟုတ်ဒီညကအိမ်မှာအဲ့ဒီအချက်တစ်ချက်ထဲနဲ့အတွေးလွန်နေတာတွေကိုရပ်တန့်လို့ရသွားပြီပြီးရင်မနှက်ဖန်ပို့လွယ်မယ်ဘာဖြစ်လို့လဲဆိုပြီးတော့စာကြောင်းထပ်ရေးပါမနှက်ဖန်ပို့လွယ်မယ်ဘာဖြစ်လို့လဲဆိုတော့တဖြည်းဖြည်းချင်းစားလုံးမှာမှုလို့ပါတေးသေးလေးတွေကစားလုံးမှာမှုလို့ပါမနှက်ဖန်ပို့လွယ်မယ်ဘာဖြစ်လို့လဲဆိုတော့စနားကြားတစ်ခါ break ယူမှာမှုလို့ပါမနှက်ဖန်ကတော့ပို့လွယ်မယ်ဘာဖြစ်လို့လဲဆိုတော့လိုအပ်ရင်အကူအညီတောင်းမှာမှုလို့ပါဘာဖြစ်လို့ရေးတဲ့တယ်လဲဆိုတော့ကျွန်တော်တို့အုံနောက်က prediction machine ကြိုတင်ခံမှန်းဟောကိန်းထုတ်တဲ့ဆက်ဖြစ်နေလို့ပါကျွန်တော်တို့အုံနောက်ကမနှက်ဖန်မှာဘာအစီအစဉ်တွေရှိနေတယ်လဲဆိုတာကိုကြိုပြီးတော့သိရတယ်ဆိုရင်ပို့ပြီးတော့စိတ်သက်သာသူကဘလို့အလုပ်လုပ်တယ်လဲဆိုတော့မနှက်ဖန်မှာအခက်အခဲရှိနေတယ်ဆိုတော့ကြိုပြီးတော့သိနေရတယ်ဆိုရင်အခုဒီညမှာလည်းအခက်အခဲတွေပြဿနာတွေပေါ်မှာပဲအာယုံဆိုင်နေမိတတ်တယ်သိတယ်မလားမနှက်ဖက်မှာဆောင်းရွယ်ရှိလို့ဒီညကောင်းကောင်းအိတ်မရဘူးဆိုတာမျိုးပေါ့မနှက်ဖက်မှာအခက်အခဲရှိနေမယ်ဆိုတာကြိုသိနေရတယ်အုံနောက်ကလည်းဒီညမှာအခက်အခဲတွေပြဿနာတွေပေါ်မှာပဲအာယုံဆိုင်နေမိတတ်အဲ့ဒါကြောင့်မို့လို့အုံနောက်ကိုဒီညကြိုပြီးတော့အုံနောက်ရေမနှက်ဖက်တွေဘာမှစိတ်မပူနဲ့တို့တွေမှာမနှက်ဖက်တွေဒီအစီအစဉ်တွေရှိတယ်ဆိုပြီးတော့ကြိုပြီးတော့ပြောပြထားလိုက်တယ်အဲ့ဒါဆိုရင်အုံနောက်ကစိတ်သက်သာတော့ဒီညဘာမှစိတ်မပူတော့ကျွန်တော်တို့ကအုံနောက်ကအဲ့ဒီသဘာဝကိုနားလည်ပြီးတော့မနှက်ဖန်ပူလွယ်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုအစီအစဉ်တွေရှိနေလို့ပါဆိုပြီးတော့ကြိုပြီးတော့အသိပေးထားလိုက်တယ်မနှက်ဖန်ပူလွယ်မယ်ဘာဖြစ်လို့လဲဆိုတော့မနှက်ဖန်မှာစာရေးတဲ့အလုပ်တစ်ခုတည်းကိုပဲလုံမှာပို့လို့ဒါပေမဲ့လုံလောက်ပြီလားဆိုတော့မလုံလောက်သေးပါဘူးစိတ်တွေပြေလျော့သွားအောင်လုပ်ပြီးသွားရင်ကျွန်တော်တို့ကခန္ဓာကိုယ်ပြေလျော့သွားအောင်လုပ်ဖို့လည်းလိုပါတယ်အဲ့ဒီအတွက်ကြောင့်အသက်3ချိန်ရှူပါရှူသွင်း1 2 3 4အောင်ထား1 2ရှူထုတ်1 2 3 4 5 6အသက်ရှူထုတ်တဲ့ချိန်ကရှူသွင်းတဲ့အချိန်တဲ့ပို့ပြီးတော့ကြာတယ်ဟေးဆိုရင်အဲ့ဒါကို relax mode လို့ခေါ်ပါ fight or flight mode မဟုတ်တော့ဘူးအသက်ရှူထုတ်တဲ့အချိန်ကရှူသွင်းတဲ့အချိန်တဲ့ပို့ပြီးတော့ကြာတယ်ဆိုရင်လူကအေးအေးဆေးဆေးဖြစ်လာပါလိမ့်
ခန္ဓာကိုယ်ကအေးအေးဆေးဆေးဖြစ်လာပါလိမ့်မယ်ဒါပေမဲ့အရန်အရေးကြီးတဲ့အချက်ကအသက်ရှူလေ့ကျင့်ခန်းကိုလုပ်တဲ့ချိန်မှာကျွန်တော်တို့တွေကဒီပခုံးကြောတွေကိုပြေလျော့ထားဖို့ပါကျွန်တော်တို့လူတော်တော်များများဘာဖြစ်လို့မှန်းတော့မသိဘူးအဲ့ရဝင်တဲ့အချိန်ဆိုရင်ပခုံးကြောတွေကတင်းနေတယ်နှစ်ဖူးကြောတွေကတင်းနေကြအဲ့ဒါကြောင့်မို့လို့အသက်ရှူလေ့ကျင့်ခန်းမလုပ်ခင်မှာကိုကပခုံးတွေကိုလျှော့ထားမယ်ပြီးတဲ့အခါကျတော့နှစ်ဖူးကြောတွေကိုလျှော့ထားပြီးတော့မှရှူသွင်း1 2 3 4အောင်းထား1 2ရှူထုတ်1 2 3 4 5 6ဆိုပြီးတော့လုပ်ပါအများကြီးလည်းလှုပ်ရှားမလို့ပါ3ချိန်နဲ့လှုပ်လိုက်အောင်ပါအဲ့ဒါလှုပ်ပြီးသွားတာနဲ့တခါတည်းအုံနောက်ကိုအုံနောက်ကြီးဒီနေ့ကတော့ပြီးပြီဟေ့အိပ်ပြီဟေ့လို့အချက်ပြလိုက်ပါ sleep trigger တစ်ခုလိုပါအုံနောက်ကိုဘယ်လိုအချက်ပြရမလဲဆိုတော့ဒီနေ့ကတော့ငါတာဝန်နေပြီးပြီလို့ပြောလိုက်ပါစိတ်ထဲကနေပြောတော့မဟုတ်ဘဲနဲ့ကိုနှုတ်ကနေပါကိုပါးစပ်ကနေပါတူတူလေးပြောလိုက်ပါသိတယ်မလားကျွန်တော်တို့လူတွေကကိုယ့်အတန်ကိုပြန်ကြားရတယ်ဆိုရင်ပို့ပြီးတော့မှတ်မိဖို့လွယ်တယ်လေငငယ်တုန်းကဆိုရင်စာကြက်တယ်မလားစာကြက်တာဒီတိုင်းကြက်နေလို့မရဘူးဖတ်ရုံဖတ်လို့မရဘူးអော်ပြီးတော့ကြက်ဆိုပြီးတော့ကြက်ခိုင်းတယ်လေအဲ့ဒါကဘာဖြစ်လို့လဲဆိုတော့လူတွေကကိုယ့်အတန်ကိုကြားရတယ်ဆိုရင်ပို့ပြီးတော့မှတ်မိလွယ်အခုဒီကိစ္စမှာလည်းအဲ့ဒီအတိုင်းပဲအုံနောက်ရေငါတော့အိပ်ပြီဒီနေ့အတွက်ကတော့ပြီးသွားပြီဆိုပြီးတော့တန်ထွက်ပြီးတော့ပြောလိုက်ပါကျွန်တော်တို့အုံနောက်ကမပြီးသေးတဲ့ကိစ္စတွေ open ဖြစ်နေသေးတဲ့ case တွေရှိနေတယ်ဆိုရင် तू ကတအားကိုစိတ်ညစ်တယ်အဲ့ဒီခါကျရင် तू ကဘာလုပ်လဲသိတယ်မလားဟေးဟိုကိစ္စကမပြီးသေးဘူးတော့ဟိုဟာလည်းမေးနေရတာဘာလဲလှုပ်ဖို့ကြံနေသေးတယ်နော်ဆိုပြီးတော့ကိုယ်လာပြီးတော့သတိပေးနေလိုက်အဲ့ဒါကြောင့်ဘာမှလာမပြောနဲ့တော့အုံနောက်ရေဒီနေ့ကတော့ပြီးသွားပြီငါတော့အိပ်ပြီဆိုပြီးတော့အချက်ပြလိုက်တာအကောင်းဆုံးကတော့လက်ကလေးပါရင်ဘတ်ပေါ်တင်လိုက် today is completed ဒီနေ့ကတော့ပြီးပါပြီဆိုပြီးတော့ပြောချလိုက်အဲ့လိုကောင်းရောပဲအဲ့ဒါပါပဲအဲ့ကနေစိတ်ရှင်းအောင်လုပ်ရတာ9မိနစ်လောက်ပဲကြာစိတ်ရှင်းတန်းဖြစ်နေကိုယ်ကောင်းထဲမှာရှိတာတွေကိုခြာရေးလိုက်တယ်ပြီးတဲ့အခါကျတော့မနှက်ဖန်ကြရင်လှုပ်လိုက်မယ်လို့ပြောလိုက်တယ် I will handle this tomorrow not tonight ပြီးတဲ့အခါကျတော့မနှက်ဖန်တော့ပို့လွယ်မယ်ဘာဖြစ်လို့လဲဆိုပြီးတော့အစီအစဉ်တွေခြာရေးလိုက်တယ်ပြီးတဲ့အခါကျတော့အဲ့ရတဲ့ရောက်တဲ့အခါကျတော့ပခုံးကြောတွေနှစ်ဖူးကြောတွေကိုပြေရော့ထားပြီးတော့အသက်ရှူလေးခြင်းက3ချိန်လောက်လှုပ်လိုက်တယ်ပြီးတဲ့အခါကျတော့အုံနောက်ကိုဒီနေ့ကတော့ပြီးသွားပါပြီဟေ့ဆိုပြီးတော့စိတ်ကနေပြလိုက်တယ်အဲ့ဒါပါပဲအဲ့လိုကောင်းရောပဲဒါပေမဲ့ဒီဗီဒီယိုနဲ့အချက်တွေနဲ့တွဲပြီးတော့သုံးမှပို့ပြီးတော့သုံးလို့ကောင်းတာအိပ်ဆက်ခြင်းဆိုတာကျွန်တော်တို့လူသားတွေရဲ့ biological super power ပဲမအိပ်ဖက်နဲ့နေလို့ရတဲ့သတ္တဝါဆိုတာမရှိဘူးအဲ့လိုဆိုတော့ဒီဗီဒီယိုထဲမှာအိပ်ဆက်ခြင်းနဲ့ပတ်သက်တဲ့အသုံးဝင်တဲ့ချက်လက်လေးအများကြီးပါပါတယ်ဒီညပဲစမ်းကြည့်လိုက်ပြီးတော့မနှက်ဖန်ကြရင်အခြေအနေဘယ်လိုရှိလဲဘယ်လိုခံစားရတယ်ဒီဗီဒီယိုရဲ့အောက်မှာ comment လေးလာပေးကြပါဦး Thank you for watching ပါအောင်မြင်မှုတွေပိုများကြပါစေ